အတွင်းကျညှက်မယ်ဆိုခေါင်းနားလေးနဲ့ဒီထစ်ထားတဲ့ထစ်ထားဘယ်လောက်လဲဆို16ခွဲအဲ16ခွဲစောနာလေးလိုင်းလေးညီအောင်ညှိပါလိုင်းလေးညီအောင်ညှိပြီးသွားလို့ရှိရင်စောနာညှက်ထားတယ်ညှက်ထားတာဒီဘက်ကအဝိုက်ဒီဘက်ကတဲ့တိတိုင်းနော်ပြန်လေးဒီလိုလေးတင်လိုက်ဒီထစ်ထားတဲ့16ခွဲနေရာလေးရတယ်နားလေးထိတင်လိုက်ပြီးဒီနားလေးချလိုက်အဲ့တိုင်းလေးညှက်သွားလိုက်ထောက်ပြီးနာတာလေးတရရလေးရွှေရွာလေးကိုင်းပြသူ့တိုင်းမှတ်သွားပြီဒါဆိုရင်တောက်ပြီးနာအတွင်းချမ်းပေါ့ဟိုဘက်အဖုံးချမ်းမဟုတ်သေးဘူးတောက်ပြီးနာအတွင်းချမ်းလေးမမြင်ရလားမတောက်ပြီးနာအတွင်းချမ်းလေးစောနာတော့အဖုံးချမ်းညှက်ထားတဲ့အစာလေးနဲ့ထပ်ပြီးမှတ်လိုက်ပြီးအဖုံးချမ်းလာအဖုံးချမ်းအစောနာဒီလိုလေးအရင်ကြီးကညှိလိုက်အဲ့လို line လေးတွေနဲ့ချော့အဆင်ပြေညှိတဲ့အခါဒီထိတ်နဲ့ဒီထစ်ထားတဲ့နေရာနဲ့ထစ်ထားတဲ့နေရာနဲ့လမ်းပြီးတော့ဆက်အဲ့တော့ line ဒီနားညှိထားတဲ့ခါကျတော့ဒီကိုအာရုံစိုက်ကြမယ်ဒီနားပဲဆွဲလိုက်ရမယ်အဲ့ဒါပြီးပြီအဲ့တော့ဒီလိုလေးညှက်ချောင်းပြီးဒီနားလေးတော့အရာလေးပြီးတာအဖုံးချမ်းအစနဲ့အဲ့ဒါညှက်ပြီညှက်ရင်ဒီအတွင်းတွေတော့အစားတွေအောက်မှာတရိထားအဲ့တိုင်းလေးကိုညှက်သွားလိုက်ဒီတိုင်းလေးကိုညှက်သွားလိုက်ညှက်ပြီးပါပြီးသွားရင်ဒီနေရာလေးထစ်ထားလိုက်နည်းနည်းလေးမေ့ပါပြီးချုပ်လို့ရှိရင်ဒီထစ်တဲ့နေရာနေပြီးဒါလေးနှစ်ခုဒီလိုလေးပူချုပ်သွားအဲ့တော့ဒီနှစ်ခုကိုဒီလိုတိုက်နေဟုတ်တယ်ဒါပေမဲ့အဲ့တိုင်းမထားနဲ့ဒီနားမှာဒီထစ်ထားတဲ့နေရာနဲ့ဒီထစ်ထားတဲ့နေရာနဲ့ဒီဘက်တော့ဝက်လာခေါက်လိုက်အဲ့နားလေးတရောက်ထိုးလိုက်ရင်အဖုံးချမ်းလေးကဒီလိုလေးဖြစ်သွားဟုတ်လားအဲ့ဆိုဝက်ကားတဲ့လူလည်းအဆင်ပြေပြီးရင်လည်းဒီအတွင်းချမ်းကိုလည်းဒီထောက်နာနေပြီးတော့ဒီဘက်တော့ချိုးလိုက်ချိုးပြီးတော့
တရောင်းလောက်ထိုးလိုက်အဲဆိုရင်ငါ4စိတ်0 4လေးတရောင်းထိုးလိုက်0 4အောက်ကို4လက်မှအဲတရောင်းထိုးရတယ်ဒါဆိုရင်ညက်တဲ့အစီအစဉ်ပြီးပါတယ်